ဖေရဲ့မေမေရဲ့ကျင်းစာတော့ငါဆလဝင်းအိုးလေးကိုတုံးငါထမင်းချက်ပြုတ်စားတောက်လို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့သားတွေသမီးတွေအချစ်တွေရဲ့တိုးပွားခဲ့လေတယ်ဆလေဝင်ဒီဟိုကလုံလောက်မှုမပေးစမ်းနိုင်နဲ့သားတွေသမီးတွေကုန်လုံးစားနိုင်ရဲ့အတွက်ရီမန်းကအိုးကြီးဝဲတပြောတပါကွယ်စားလာတဲ့ခါပျော်မြူးစရာလူဘုံခံဝါဒီမင်းနဲ့တာပေးဝေနီကအတောင်ဆုံးတဲ့ခါတလန်းစီခွဲခွာကိုယ်ပိုင်တိုင်မျိုး